မင်္ဂလာပါခင်ဗျာဓမ္မ knowledge channel ကနေနှွေးထွေးစွာကြိုဆိုပါတယ်လောကကြီးမှာကိုတယောက်ထဲရုန်းကန်နေရတဲ့အချိန်တွေဘလို့မှဖြေရှင်းလို့မရနိုင်တော့အောင်အခက်အခဲတွေကြီးမားလာတဲ့အခါမျိုးမှာမမြင်ရတဲ့အဆောင်အရှောက်တွေကိုစောင့်နှက်တွေစီကနေထုံးစမ်းတဲ့အကူအညီမျိုးရချင်ကြတာဟာလူတန်းရဲ့တဘာဝပါပဲတကယ်လေလောကမှာကိုကျင့်တရားကောင်းမွန်တဲ့သူတော်ကောင်းတွေကိုမမြင်ရတဲ့နတ်ကောင်းနတ်မြတ်တွေကစောင့်ရှောက်တယ်ဖေးမှကူညီတယ်မဆတယ်ဆိုတာအမှန်တကယ်ရှိပါရဲ့ဒါပေမဲ့နတ်တွေစီကအကူအညီကိုဒီတိုင်းထိုင်တောင်းနေုံနဲ့တော့ရမှာမဟုတ်ပါဘူးဒီနေ့မှာတော့မိမိကိုစောင့်ရှောက်နေတဲ့နတ်ကောင်းနတ်မြတ်တွေစီကနေအမှန်တကယ်အကူအညီရစေမယ်သူတို့ကမိမိကိုတနာချစ်ခင်ပြီးမဆလာစေမယ်အစွမ်းထက်ဆုံးလှုပ်ခွက်ချက်တစ်ခုဖြစ်တဲ့သစ္စာဆိုခြင်းအကြောင်းကိုအသေးစိတ်ရှင်းလင်းတင်ဆက်ပေးသွားမှာထက်ပါတယ်ပထမဆုံးအနေနဲ့သစ္စာဆိုတာဘာလဲသစ္စာစကားရဲ့စွမ်းအားကဘလောက်ကြီးမားသလဲဆိုတာကိုအရင်ဆုံးနားလည်ထားဖို့လိုအပ်ပါတယ်ဗုဒ္ဓဘာသာမှာသစ္စာဆိုတာမှန်ကန်ခြင်းပဂရိအရှိတရားကိုအရှိအတိုင်းမှန်ကန်စွာဖွင့်ဟဝန်ခံခြင်းပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောတိုင်ဖြည့်ဆည်းခဲ့တဲ့ပါရမီ30ပါးမှာသစ္စာပါရမီဆိုတာအလွန်အရေးပါတဲ့ပါရမီတစ်ခုအဖြစ်ပါဝင်ပါတယ်လောကမှာမှန်ကန်တဲ့သစ္စာစကားကိုရွတ်ဆိုလိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့စွမ်းအင်စัจ java ဝစီဟာအင်မတန်မှကြီးမားလာပါတယ်သစ္စာစွမ်းအားကြောင့်တော်မီကြီးအလိုလိုငိမ့်သွားခဲ့ရတဲ့ဝတ္တပြုံငုံမင်းလေးရဲ့ဇတ်တော်ကိုကြည့်ရင်သစ္စာစကားရဲ့အားကိုသိနိုင်ပါတယ်အငူလီမာလာမထေမြတ်ဟာလည်းမိခင်ဖြစ်သူဒုက္ခရောက်နေချိန်မှာသူယဟန်ပြူပြီးကြတဲ့ကတမင်တက်တဲ့သူအသက်ကိုမတတ်ခဲ့ဘူးဆိုတဲ့မှန်ကန်တဲ့သစ္စာစကားကိုဆိုလိုက်တဲ့အခါမိဖွားရခက်ခဲနေတဲ့အမျိုးသမီးဟာချက်ချင်းဆိုသလိုချောချောမွေ့မွေ့မိဖွားနိုင်ခဲ့ပါတယ်။ဒါတွေဟာသစ္စာရဲ့အံကမန်စွမ်းအားတွေပဲဖြစ်ပါတယ်။ဒီလိုကြီးမားတဲ့သစ္စာစွမ်းအားကိုအသုံးပြုပြီးမိမိရဲ့ဖြူစင်တဲ့ကိုကျင့်တရားနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာမိမိပတ်ဝန်းကျင်မှာရှိနေတဲ့ဘုံမစိုးရုခစိုးအာကာတာစိုးစတဲ့နတ်ကောင်းနတ်မြတ်တွေဟာမိမိရဲ့သစ္စာအတန်ကိုကြားသိပြီးအလွန်ကြီးညိုတရာပွားသွားကြပါတယ်။အဲ့ဒီလိုကြီးညိုသွားတဲ့အခါမှာမိမိကြုံတွေ့နေတဲ့အခက်အခဲတွေကိုအမြန်ဆုံးဝင်ရောက်ကဲတင်ဖေးမှကူညီကြပါတယ်။ဒါဆိုကိုဆောင်နှတ်တွေစီဟာအကူအညီရဖို့ဘလို့သစ္စာဆိုရမလဲ။သစ္စာဆိုတဲ့နေရာမှာအစစ်အစစ်ပြင်ဆင်ရမယ့်အချက်တွေရှိပါတယ်။အလွယ်တကူစိတ်ကလွယ်ရလက်ရှောင်ပြီးသစ္စာဆိုလို့မရပါဘူး။သစ္စာဆိုတာအလွန်ထက်မြက်တဲ့ဓာတ်တလက်လိုဖြစ်တဲ့အတွက်မှန်ကန်တဲ့နီလန်းနဲ့အသုံးပြုဖို့အလွန်အရေးကြီးပါတယ်။သစ္စာမဆိုခင်ပထမဆုံးပြင်ဆင်ရမယ့်အချက်ကတော့မိမိကိုယ်ရောစိတ်ပါတန်ရှင်းစင်ကြယ်နေဖို့လိုအပ်ပါတယ်။ဒါကြောင့်ရေမိုးချိုးပြီးတန်ရှင်းတဲ့အဝတ်အစားတွေကိုဝတ်ဆင်ပြီးအိမ်ကဖျားရှင်ကိုတန်ရှင်းရေးလုပ်ပါ။ဖျားရှင်အတွက်တောက်တုတ်ရည်ပန်းစီမီနဲ့နန်းသားတိုင်းတွေကိုတက်နိုင်သမျှတေးသေးချာချာပြင်ဆင်ဆက်ကပ်ပါဒုတိယအဆင့်နည်းနဲ့ကတော့သစ္စာဆိုမိတ်သူဟာအ ਨੇ ဆုံးမဟာဘာတီလာလုံခြုံနေဖို့အလွန်အရေးကြီးပါတယ်။လင်းညာပြောဆိုတတ်တဲ့သူအသက်တတ်တဲ့သူအပေါ်မကောင်းကြံတဲ့သူရဲ့စကားကိုဘယ်နှက်ကမှကြီးညိုမှမဟုတ်သလိုသစ္စာစကားလည်းအောင်မြင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဖះရှိမှဒူးတော်ခဝတ်ကြပြီးငါးမတီလာကိုခံယူစုပ်တည်ပါ။ပြီးရင်ဖះကုံတော်တရားကုံတော်တန်ခါကုံတော်တွေကိုရွတ်ဖတ်ပူဇော်ပါတတိယအဆင့်အနေနဲ့မိမိပြုလုပ်ဖို့တဲ့ကုစုကောင်းမှုတစ်ခုခုကိုအာယုံပြုရပါမယ်သစ္စာဆိုရဲဆိုတာလေထဲကနေအလားကနေနေရင်ငါ့ကိုကူညီပါလို့တောင်းဆိုတာမဟုတ်ပါဘူးမိမိတကယ်ပြုလုပ်ခဲ့တဲ့တကယ်မှန်ကန်တဲ့ကုသိုလ်သစ္စာကိုအခြေခံရပါတယ်ဥပမာကျမဟာမိဘနှစ်ဖားကိုတသက်လို့စိတ်ဆင်းရဲအောင်မလုပ်ပဲရိုးရိုးသေးသေးလှုပ်ကြွေးပြုစုခဲ့ပါတယ်ဒါမှမဟုတ်ဒီ၅ပါးတီလာကိုလွန်ခဲ့တဲ့တစ်နှစ်လုံးမကြိုးပေါက်အောင်စောင့်ရှောက်ခဲ့ပါတယ်ဒါမှမဟုတ်တတ္တဝါတွေအပေါ်မှာမေတ္တာထားပြီးဘယ်သူ့ကိုမှဒုက္ခမပေးခဲ့ပါဘူးဆိုတဲ့မိမိတကယ်ယုံကြည်ချက်ရှိလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတစ်ခုကိုရွေးချယ်ပြီးအာရုံပြုပါအဲ့ဒီကုသိုလ်ဟာမိမိအတွက်တော့အမှန်ကန်ဆုံးသစ္စာတရားဖြစ်နေရပါမယ်အဲ့ဒီလိုအမှန်တကယ်လုပ်ခဲ့တဲ့ကုသိုလ်ဖြစ်မှာသစ္စာဆိုတဲ့အခါစွမ်းအားထက်မြက်မှာပါဒီလိုအခြေခံကုသိုလ်တရားကိုတေချာအာယုံပြုမိပြီးမိမိရဲ့စိတ်ထားကလည်းကြည်လင်အေးချမ်းနေပြီဆိုရင်တော့ဖះရှင်ကိုရည်မှန်းပြီးမိမိပတ်ဝန်းကျင်မှာရှိနေတဲ့နတ်ကောင်းနတ်မြတ်တွေ
ကိုဆောက်နှက်တွေကိုဖိတ်ခေါ်ပြီးတစ္ဆာဆွဲအဆင့်ကိုစတင်လို့ရှာပါပြီတဒုထအဆင့်အနေနဲ့အမှန်တကယ်တစားစကားရွတ်ဆိုခြင်းနဲ့နတ်ပင်ခြင်းအဆင့်ကိုရောက်ပါပြီဘုရားရှင်ရှိမှတီလာယူကုသိုလ်ကိုအာယုံပြုပြီးတဲ့နောက်မိမိအိမ်မိမိခြံဝဲအတွင်းမှာရှိတဲ့ဘုံမစိုးရွခွစိုးအာကာသစိုးနတ်မြတ်နတ်ကောင်းတွေနဲ့တကွာမိမိကိုယ်ကိုစောင်းရှောက်နေတဲ့ကိုဆောင်နတ်တွေကိုမေတ္တာရှိထားပြီးဖိတ်ခေါ်ရပါနဲ့ယနေ့ယခုအချိန်မှာတပိတော်ပြုလုပ်ခဲ့တဲ့ဘုရားရှိခိုးခြင်းတီလာဆောက်တည်ခြင်းမိမိပြုခဲ့တဲ့ကုသိုလ်စတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့ကဖို့ပါကကိုဤနေရဤဌာနမှာရှိကြကုန်သောကိုဆောင်နတ်အိမ်ဆောင်နတ်ခြံဆောင်နတ်ရွာဆောင်နတ်မြို့ဆောင်နတ်များနဲ့တကွာနတ်ကောင်းနတ်မြတ်ကပေါင်းတို့ကိုအမျှပေးဝေပါတယ်ဝမ်းမြောက်ဝမ်းသာစာရုခေါ်ဆိုကြပါရန်ပင်းဖိပါတယ်လို့အရင်ဆုံးမေတ္တာပို့အမျှဝေပေးပါနတ်တွေဟာလူလီကရတဲ့ကုသိုလ်အများကိုအလွန်လူလားကြပါတယ်ကုသိုလ်အများရတဲ့အတွက်သူတို့ရဲ့ဖုံးတန်ကိုယ်တွေပိုကြီးလာပြီးအမျှဝေပေးရဲ့သူ့ဘောကိုအလွန်ကျေးဇူးတင်ချစ်ခင်ဖွာကြပါတယ်ဖင်စမအဆင့်ကတော့အဓိကအကြဆုံးတစ္ဆာဆိုအကူအညီတောင်းခြင်းပါပဲနှကောင်းနှမျက်တွေတာရုခေါ်ပြီးကြည်ညိုနေတဲ့အချိန်မှာမိမိရဲ့တစ္ဆာစကားကိုယုံကြည်ချက်အပြည့်နဲ့ပြက်ပြက်သားရွတ်ဆိုရပါမယ်ဥပမာတပည့်တော်ဒီအမိအဘအပေါ်၌တစ္ဆာရှိစွာဖြင့်တတလုံးလှုပ်ကြွေးပူဇူတဲ့ဒီမှာမှန်ကန်ပါ၏ဤသို့မှန်ကန်သောတစ္ဆာစကားကြောင့်ယခုတပည့်တော်ရင်ဆိုင်ကြုံတွေ့နေရသောမိမိရဲ့အခက်အခဲကိုထည့်ပြောပါအခက်အခဲအချက်တန်းများမှအမြန်ဆုံးလွတ်ကင်းရပါလို့ဤကိစ္စကိုမှန်ကန်တရားများထစွာဖြင့်အောင်မြင်အောင်အိမ်ဆောင်နတ်ကိုဆောင်နတ်နှကောင်းနှမြတ်အပေါင်းတို့မှာဝိုင်းမွမစာဖေးမှအကူအညီဆောင်ရှောက်ပြီးတော်မူကြပါလို့တောင်းဆိုရပါမယ်ဒီနေရာမှာအထူးသတိထားရမယ့်အချက်ကမိမိတောင်းဆိုတဲ့ကိစ္စဟာတရားမျှတတဲ့ကိစ္စဖြစ်ရပါမယ်သူတစ်ပါးကိုဒုက္ခရောက်စေမယ့်ကိစ္စမတရားလောဘကြီးပြီးထီပေါက်အောင်လုပ်ပေးပါဆိုတဲ့ကိစ္စမျိုးတွေကိုယ်တိုင်ဘာမှမကြိုးစားပဲအလကားလိုချင်တဲ့ကိစ္စမျိုးတွေအတွက်ဆိုရင်ဘယ်နှကောင်းနှမြတ်ကမှကူညီမှာမဟုတ်ပါဘူးမိမိကလည်းတကယ်ကြိုးစားနေတယ်ဒါပေမဲ့ကံကြမ္မာအလစ်အပြောင်းကြောင့်မတရားတသက်အခက်အခဲဖြစ်နေရတယ်အကူအညီလေးတစ်ချက်လောက်ရလိုက်ရင်အဆင်ပြေသွားတော့မယ့်ကိစ္စမျိုးတွေအတွက်ဆိုရင်တော့နက်တွေကတီချပေါက်မဆက်အဖေးမှကြပါတယ်ကိုယ်တိုင်လည်းလုံလဝရိယနဲ့မှန်ကန်သောကုသိုလ်သစ္စာပေါင်းဆက်သွားတဲ့အခါနက်တွေရဲ့ဆုံးရှုံးမှုကအံ့ဩပြန်မထီရောက်ပါတယ်တစ္ဆာဆိုပြီးအကူအညီတောင်းခံပြီးသွားတဲ့အခါမှာကဲနတ်တွေကူညီတော့မှာပဲငါဘာမှလုပ်เสียမလို့တော့ဘူးဆိုပြီးငုတ်တုတ်ထိုင်ဆောင်နေလို့လုံးဝမရပါဘူးဒီနေရာမှာကိုဆောင်နတ်တွေနှကောင်းနှမျက်တွေကမိမိကိုအမြဲတမ်းတနာချစ်ခင်ပြီးဆက်လက်မဆအနေစေခြင်းတဲ့အရေးကြီးဆုံးလူရှက်ချက်တစ်ချက်ရှိပါတယ်အဲ့ဒီလူရှက်ချက်ကတော့လူပယောကခေါ်မိမိရဲ့ကြိုးစားအားထုတ်မှုနဲ့ကုသိုလ်အမြဆက်လက်ဝီမျှခြင်းပဲဖြစ်ပါတယ်နှကောင်းနှမျက်တွေဆိုတာမိမိရှောင်လန်းနေတဲ့လမ်းကြောင်းပေါ်ကမမြင်ရတဲ့အတားအဆီးတွေအနောက်ရှက်တွေကိုသာဖယ်ရှားရှင်းလင်းပေးတာဖြစ်ပါတယ်။လမ်းကိုတော့မိမိကိုယ်တိုင်ဆက်လျှောက်ရမှာပါ။ဥပမာအလူတကူအင်တာဗျူးသွားဖြေတဲ့အခါကိုယ်တိုင်ကအရွေချင်းရှိအောင်စူးစမ်းပြင်ဆင်ထားရပါမယ်။နတ်တွေကအဲ့ဒီအလုပ်ရဖို့အတွက်ကိုယ့်ကိုမျက်နှာပွင့်လန်းအောင်အင်တာဗျူးစစ်တဲ့သူကကိုယ့်ကိုမြင်တာနဲ့တန်ရောစင်ဖြစ်ပြီးအလုပ်ခန့်ကျင်စိတ်ပေါ်လာအောင်မေတ္တာတန်လွမ်းအောင်ဒါဖေးမှကူညီပေးတာဖြစ်ပါတယ်။ဒါကြောင့်တစ္ဆာဆိုပြီးဆိုပေမဲ့ကိုယ့်ဘက်ကလှုပ်ရှားရှိတဲ့အလုပ်လုံလာဝရိယကိုမလော့ပဲအကောင်းဆုံးဆက်လို့မရပါမယ်။နောက်ထပ်အရေးကြီးတဲ့လူရှက်ချက်တစ်ခုကမိမိကိုကူညီစောင့်ရှောက်ပေးမဲ့နတ်တွေကိုအမြဲတမ်းအင်အားဖြည့်နေဖို့ပါပဲ။နတ်တွေရဲ့အင်အားနတ်တွေရဲ့အာဟာရဆိုတာလူတွေကရတဲ့ကုသိုလ်အမြဝေမျှခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်နေ့စဉ်ဖျားရှိခိုးတိုင်းဒါနတိလဘာဝနာကုသိုလ်တစ်ခုခုပြုလုပ်တိုင်းမိမိရဲ့ကိုယ်ဆောင်နံအိမ်ဆောင်နတ်တွေကိုမမေ့မလျော့ပဲအမျှဝေပေးပါမိမိစီကကုသိုလ်ကိုနေ့စဉ်ရနေတဲ့နတ်တွေဟာဖုံးတန်ကိုပို့ကြီးလာပြီးမိမိအပေါ်ကိုသားသမီးတယောက်လိုတန်ရောစင်မီးမားလာပြီးအန်ဒီရဲ့တစုံတရာကြားရောက်လာတဲ့အခါမှာရှေ့ဆုံးကနေကာကွယ်ပေးတတ်ကြပါတယ်နောက်ဆုံးတတိထားရမယ့်အချက်ကတော့မိမိဆိုခဲ့တဲ့တစ္ဆာကိုမဖောက်ဖျက်စေဖို့ပါပဲမိမိကငါးပါးသီလကိုလုံခြုံအောင်ထိန်းသိမ်းပါတယ်ဆိုပြီးတစ္ဆာဆိုအကူအညီတောင်းခံထားပြီးတော့နောက်ွယ်မှာအာကုသူတွေပြန်လုံနေမယ်ဆိုရင်နတ်တွေကမိမိအပေါ်စိတ်ဖြတ်ပြီးအဆောင်အရှောက်ပြုတ်သွားတတ်ပါတယ်။ဒါကြောင့်နှကောင်းနှမျက်တွေအမြဲတမ်းအနားမှာရှိနေစေခြင်းတဲ့ဆိုရင်ကိုကျင်သားကိုအမြဲတမ်းပြုစင်အောင်စောင့်ရှောက်နေဖို့လိုအပ်ပါတယ်။ကိုဆောင်တဲ့တွေနှကောင်းနှမျက်တွေရဲ့အကူအညီကိုရရှိဖို့တစ္ဆာဆိုပြီးတဲ့နောက်သူတို့ကကိုတကယ်ပဲအကူအညီနေသလားဆိုတာကိုသိနိုင်တဲ့လက္ခဏာလေးတွေရှိပါတယ်
နတ်တွေကအကူညီတယ်ဆိုတာရုပ်ရှင်တွေတဲကလူရောင်ဖန်ဆင်းပြီးပိုက်ဆံလာပေးတာရွှေရင်းငွေတွေလာပုံပေးတာမျိုးမဟုတ်ပါဘူးသူတို့ရဲ့အကူညီပုံကအင်မတန်သိမ့်ငွေပါတယ်ပြဿနာတစ်ခုအတွက်ထွတ်ပေါက်ပိနေချိန်မှာဖြည့်ရှင်းနိုင်မယ့်အကြံဉာဏ်ကောင်းတွေခေါင်းလေးရုတ်တရက်ပေါ်လာတာမျိုးကိုတကယ်အကူညီလိုအပ်နေချိန်မှာကူညီမဲ့သူမိတ်ဆွေကောင်းတယောက်အကြောင်းတိုက်ဆိုင်စွာရောက်လာတာမျိုးဒါမှမဟုတ်မတော်တဆအန်ဒီယေတစ်ခုခုကြုံရမယ့်အခြေအနေကနေတီတီလေးလွတ်ကင်းသွားတာမျိုးတွေဟာကိုဆောင်နှက်တွေရဲ့နောက်ွယ်ကနေဖေးမှစောင့်ရှောက်မှုတွေပဲဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့မိမိအိမ်မိမိပတ်ဝန်းကျင်မှာနှက်ကောင်းနှက်မြက်တွေအမြဲတမ်းနေချင်းစပွဲဖြစ်အောင်ဖန်တီးထားဖို့ပါပဲနှက်ကောင်းနှက်မြက်တွေဟာတန်ရှင်းမှုကိုအလွန်နှစ်သက်ကြပါတယ်ဒါကြောင့်အိမ်တွင်းအိမ်ပြင်တန်ရှင်းအေးကိုအမြဲဂရုစိုက်ပါအထူးသဖြင့်ဘုရားရှင်ကိုအမြဲတန်ရှင်းကြည်လေးနေပါစေဒါအပြင်နှက်ကောင်းနှက်မြက်တွေအလွန်ယွန်းရှားတဲ့အရာကတော့အကုသို့အနက်အသက်တွေပါပဲအိမ်မှာအမြဲတမ်းဆေးရဲတိုင်းထွာနေတာမိသားစုတွေရန်ဖြစ်ပြီးဒေါသတကြီးအော်ဟစ်နေတာမျိုးအရက်သေးစာတောက်စားမူးရစ်ပြီးစူပူနေတာမျိုးတွေရှိရင်နှက်ကောင်းနှက်မြက်တွေကအလွန်စိတ်ဖြတ်ပြီးအဲ့ဒီအိမ်ကနေထွက်သွားတတ်ကြပါတယ်သူတို့နေရာမှာမကောင်းဆိုးဝါးတွေမိစ္ဆာတွေကဝင်ရောက်နေရာယူလာတဲ့အခါအိမ်တွင်းကြီးပိုပူလာပြီးစီးပွားရေးတွေပါဆိုးရုပ်လာတတ်ပါတယ်ဒါကြောင့်ကိုဆောင်နှက်အိမ်ဆောင်နှက်တွေအမြဲတမ်းမိမိကနားမှာရှိနေပြီးမနေစေချင်တယ်ဆိုရင်အိမ်မှာမေတ္တာတရားလွှမ်းခြုံထားပါတရားထံပဋ္ဌာန်းထံမေတ္တာပို့တန်ဒီအမြဲကြားနေရဲ့အိမ်မျိုးကိုနှက်ကောင်းနှက်မြက်တွေကဘယ်ကိုမှမသွားပဲအမြဲတမ်းဝန်းရဆောက်ရှောက်နေမှာအတိအချပဲဖြစ်ပါရဲ့အချို့အားဖြင့်ပြန်လေသုံးသက်ကြည့်ရရင်ကိုဆောင်နှက်တွေနှက်ကောင်းနှက်မြက်တွေစီကနေတကယ်ကိုထိရောက်တဲ့အကူအညီရဖို့ဆိုလားကိုကျင့်တီလာစင်ကြယ်ဖို့နဲ့ကိုဖြူဟေတဲ့ကုသိုလ်တစ်ခုခုအပေါ်မှာရိုးသားမှန်ကန်စွာသစ္စာဆိုဖို့ပဲဖြစ်ပါတယ်ကိုယ်တိုင်ကလည်းမျှတတဲ့ကိစ္စအတွက်မှန်ကန်တဲ့လုံလဝလီယာနဲ့ဆက်လက်ကြိုးစားမယ်ပြုလုပ်သမျှကုသိုလ်တွေကိုလည်းနေ့စဉ်မမေ့မလျော့အမျှဝေပေးမယ်အိမ်မှာလည်းအကုသိုလ်အနတ်အတ္တတီကင်းစင်ပြီးတရားဓမ္မအတန်တွေမေတ္တာဓာတ်တွေအမြဲလွှမ်းခြုံထားမယ်ဆိုရင်တော့ဘလို့အခက်အခဲအကျက်အတိုင်းမျိုးကြုံလာပါစေနှက်ကောင်းနှက်မြက်တွေကမျက်ကွယ်မပြူပဲမမြင်ရတဲ့လက်တွေနဲ့တေချာပေါက်ဖေးမကူညီဆောင်ရှောက်ပေးကြမှာဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ကိုဆောင်တဲ့အကူအညီရစီရန်သစ္စာဆူနည်းနဲ့ယူဝှက်ချက်ညဆိုတဲ့အကြောင်းအရာလေးကနေဓမ္မမိတ်ဆွေတို့အတွက်လက်တွေ့ဘဝမှာအခက်အခဲတွေကိုအကောင်းဆုံးရင်ဆိုင်ကြောဖြတ်နိုင်မဲ့အသိဉာဏ်နဲ့ဓမ္မခုံအားရရှိလိမ့်မယ်လို့အပြည့်အဝယုံကြည်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိအချိန်ပေးပြီးနားထောင်ပေးခဲ့ကြတဲ့တဦးချင်းစီတိုင်းကိုအထူးမေ့ကျေးဇူးတင်ရှိပါတယ်ဒီအကြောင်းအရာလေးကကိုယ့်အတွက်အကျိုးရှိတဲ့ခွန်အားဖြစ်တယ်ဆိုရင်အခက်အခဲကြုံနေတဲ့တခြားမိတ်ဆွေတွေပါသိရှိလေ့လာနိုင်အောင် like and share လေးလုပ်ပေးသွားကြပါဦးခင်ဗျာနောက်ထပ်လည်းဘဝအတွက်အလင်းရောင်ချီစီးမဲ့တရားဓမ္မဗဟုသုတတွေစိတ်ထက်ခွန်အားပေးအကြောင်းအရာတွေကိုအပတ်စဉ်ဆက်လက်တင်ဆက်ပေးသွားမှာချစ်လို့ကျွန်တော်တို့ရဲ့ဓမ္မ knowledge channel လေးကို subscribe လုပ်ထားပေးဖို့လဲမေတ္တာရက်ခံဖိတ်ခေါ်ပါတယ်အားလုံးပဲ BND ရဲ့ကင်းရှင်းပြီးကိုဆောင်နဲ့အိမ်ဆောင်နဲ့အပေါင်းရဲ့မေတ္တာစောင့်ရှောက်မှုတွေကိုအပြည့်အဝရရှိကာကြံစည်သမျှကောင်းကျိုးလိုအပ်စန္ဒတွေတလုံးတစ်ဝါလုံးပြည့်စုံအောင်မြင်နိုင်ကြပါစေခင်ဗျာ